နောက်တစ်ခုကဆရာကိုတက်နဲ့ပတ်သက်တဲ့အကြောင်းလေးမိထားတာပါဆရာဟောကိုတက်ဆန်းလို့ရတဲ့ result နဲ့တဲ့ Cupid test နဲ့ result ကြားမတူညီတာလေးတွေကိုတဲ့ပြောပြပါအောင်ဆရာဦးစန်းညိုဆွေးနွေးပြပါဦးဗျာမတူညီတာလေးဆွေးနွေးမယ်ဆိုတော့တကယ်တော့သဘောတော်ဝါကိုကစပြီးမတူညီဘူးပြောမှာပေါ့နော်Cube test ပါနော် Cube ဆိုတာသူမှာနည်းနည်းလွဲရည်တယ်လို့ထင်ပါတယ် Cube test ဆိုတာကျွန်တော်တို့ကကွန်ကရစ်လောင်းတဲ့အချိန်မှာ sample ယူပြီးတော့သူကိုလိုချင်တဲ့ target strength တွေပါရမရအောင်စမ်းတာပေါ့နော် Cube test ကတော့သူကဘာကြောင့်ဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့က existing structure ပဲဖြစ်ဖြစ်ရှေးရဆောက်ထားတဲ့အဆောက်အအုံပဲဖြစ်အခုဆောက်ပြီးတဲ့အဆောက်အအုံပဲဖြစ်ပေါ့နော်ရှေးရဆောက်ထားတဲ့အဆောက်အအုံတွေမှာ strength သိကျင်လို့ပေါ့နော်သူမှာရှိတဲ့ concrete ရဲ့ strength သိကျင်လို့ဒါမှမဟုတ်လည်းအခုဆောက်ထားတဲ့အခုမှ loader ဆောက်ပြီးတာပဲဒါပေမဲ့ဒီခုနကျုပ်မို့ယူထားတဲ့ result ဆိုမကျေနပ်ဘူးပေါ့နော်မကျေနပ်ဘူးအားမရဘူးတခုမှားနေတယ်လို့ထင်တဲ့အခါမျိုးမှာကျွန်တော်တို့ကဒီ sample ဒီ destructive test method ပေါ့နော် non destructive test method တွေလည်းရှိတယ် destructive test method အနေနဲ့ဒါ6 sample ယူပြီးတော့စမ်းတာပေါ့နော်အဲ့တော့သဘောတော်ဝကွာမတူညီဘူးလို့ပဲပြောရမှာစာမတူညီတာလေးဆိုတော့နော်နောက်တစ်ခုကကျတော့ Cube test ကကျတော့ကျွန်တော်တို့ကဘာလဲဆိုရင်ကျွန်တော်တို့ကဒီ British standard ပေါ့နော် British standard နဲ့စမ်းတာပါကျွန်တော်တို့ Cube ကိုယူပြီးတော့စမ်းတာ6ကကျတော့ကျွန်တော်တို့က cylinder ဖြစ်တာပေါ့နော်6ဖောက်တယ်ဆိုတော့ cylinder ပုံစံပဲထွက်လာတာပေါ့ cylinder test နဲ့ခုန Cube test နဲ့ခြားနာချက်ကလေးတွေလည်းရှိပါတယ်ဒါလေးကတော့လည်းကျွန်တော်တို့လူတိုင်းလိုတည်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့6 sample UV ဆိုရင်ခုနလိုပြောသလိုပေါ့နော် destructive test မတက်တာမှယူတာပါကျွန်တော်တို့ကလေဥပမာအဖြစ်အခုတချို့အခုလောလောဆယ်ဆိုရင်ကျွန်တော်မန္တလေးရတနာပုံစည်းမီးလောင်တဲ့အခါမှာကျွန်တော်ဒီပြင်နီးတွေလည်းစမ်းတဲ့အပြင်စိတ်မချတဲ့အခါကျတော့ကျွန်တော်က6 sample ယူပါတယ်ဒီဟာကိုလေဖောက်ပြီးတော့6 sample ယူပြီးတော့မှစမ်းပါတယ်ဒါလည်းလေအဲ့ဒါရှိပါတယ်အဲ့တော့6 sample ယူတဲ့အခါမှာ season တကြယူနိုင်မှကျွန်တော်တို့ကမှန်ကန်တဲ့အဖြေကိုရပါတယ်အခုဗမာပြည်မှာကျွန်တော်တွေးကြတာတော့6 sample ယူရဲဆိုရင်ဒီကွန်ကရစ်ဒီရေမီးလောက်တဲ့လူတွေကပေါ့နော်ရေမီးမှာဖောက်ကြတာပေါ့နော်ရေပိုင်မီးပိုက်တွေမှာကျွန်တော်တို့ကဒီကွန်ကရစ်အဆောက်အဦတွေမှာရေပိုင်မီးပိုက်တွေအတွက်အပေါက်ဖောက်ဖို့လိုရင်လာဖောက်တဲ့လူတွေကသူတို့စက်ကြီးနဲ့ယူလာပြီးတော့ဖောက်ကြတာပဲပေါ့နော်အဲ့တော့စနစ်မကြတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ရလာတဲ့ထွက်လာတဲ့ sample ကဟလာပုံသဏ္ဍာန်မမှန်ဘူးခါတိန်လို့parallel မဖြစ်ဖဲနဲ့မျက်နှာပြင်နှစ်ဖက်ကဒီမျက်နှာပြင်စာဒေါင်လိုက်မှာရှိတဲ့မျက်နှာပြင်နှစ်ဖက်ကပေါ့နော်ဒီစလင်ဒါရဲ့ဒေါင်လိုက်မှာရှိတဲ့မျက်နှာပြင်တွေက parallel မဖြစ်ဖဲနဲ့စောင်းနေတာမျိုးတို့ခါနဲ့လေးတိန်သွားတာမျိုးတို့ဒါမျိုးတွေလည်းတွေ့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့6 sample ယူမယ်ဆိုရင်ဘယ်လိုယူမလဲတဲ့နော်6 sample ယူမယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့ကကိုသုံးထားတဲ့ကြောက်ပေါ့နော်ဒီ concrete ထဲမှာသုံးထားတဲ့ကြောက်ကအနည်းဆုံး3စရှိတဲ့ diameterနဲ့ယူရပါမယ်တဲ့ဆိုလိုတာတော့ကျွန်တော်တို့က20 mm size ကြောက်သုံးထားတယ်ဆိုရင်60အနည်းဆုံး60 mm diameter ရှိတဲ့6 sample ယူရမယ်ပေါ့နော်ဒါပေမဲ့လည်းအနည်းဆုံးကြောက်က10သုံးလို့30ယူရမှာမဟုတ်ပါဘူးအနည်းဆုံးကတော့50 mm diameter ရှိတယ်ကျွန်တော်တို့က6 sample ယူအနည်းဆုံးယူရပါမယ်တဲ့6 sample ယူတဲ့အခါမှာလည်းကျွန်တော်ဖြစ်နိုင်ရင်တော့နော်လက်နဲ့ diameter ရဲ့ ratio ပေါ့နော် height နဲ့ diameter ရဲ့ ratio ဟာ2ရအောင်ယူသင့်ပါတယ်တဲ့။ဒါပေမဲ့မဖြစ်နိုင်ပါဘူးတစ်ခါလေးကြတော့လေကျွန်တော်က2မရတာတွေရှိပါတယ်။ယူလိုက်နဲ့ပြက်သွားတော့ဘာကြောင့်အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်တို့ကခွင့်ပြုပါတယ်ဒါပေမဲ့ 1% sorry 1ထဲတော့เนาะဆိုလိုတာ height နဲ့ diameter ratio က1ထဲတော့ဘလို့မှငယ်လို့မရပါဘူးเนาะငယ်လို့မရဘူးပေါ့เนาะအဲ့တော့2ထက်လဲကြော်ရင်တော့လဲကျွန်တော်တို့ကဖြတ်ပြရမယ်ညနေပြင်ညီအောင်တော့မယ်1ထက်ငယ်ရင်လဲကျွန်တော်ဒီ sample ကိုယူပြီးသုံးလို့မရဘူးပေါ့เนาะအဲ့တော့ဂျားထဲမှာဖြစ်နေမယ်ဆိုရင် 1.75 တို့ 1.5 တို့ 1.25 တို့ 1တို့ဆိုရင်ကျွန်တော်တို့ကဒီမှာ correction factor လေးနဲ့မြှောက်ပေးပါဆိုပြီးတော့ဒီမှာ ASTM ကနေပြီးတော့ပေးထားပါတယ် L/D ratio 1.75 ဖြစ်မယ်ဆိုရင် 0.98 နဲ့မြှောက်ပါဆိုလိုတာကတော့ကျွန်တော်တို့ကပူလာတာနဲ့အမျှကျွန်တော်တို့တကယ်ရှိတဲ့ strength တွေပို့ပြီးတော့များနေတာပေါ့နော်စမ်းလိုက်တဲ့အခါမှာများနေတော့ကျွန်တော်တို့က factor လေးနဲ့ပြန် short ပေးတာပေါ့ပူလာတယ်အဲ့တော့1.5 ဆိုရင် 0.96 နဲ့မြောက်ပါ1.25 ဆိုရင် 0.93 နဲ့မြောက်ပါ1ဆိုရင် 0.87 နဲ့မြောက်ပါဆိုပြီးတော့ဒါမျိုးလေးပြောပါတယ်ပို့ပါတော့လေအဲ့တော့6 sample ရဲ့ဒီကဟာတွေကတော့နောက်တစ်ခါ तू ကတစ်ခါလေကြာရင်6ထဲမှာဘလို့ဘာတွေဖြစ်လာတာလဲဆိုရင်ကျွန်တော်တို့ကတန်နေပါလာတယ်6ယူလိုက်တဲ့အခါမှာလေတန်နေပါလာရင်လည်း तू ကဘာပြောလဲဆိုရင် code ကတော့ကျွန်တော်ဖတ်ကြည့်တာတော့လေဒီ loading direction နဲ့တန်ရဲ့ direction နဲ့ parallel ဖြစ်နေရင်တော့သူစမ်းဝင်ပြူပါတယ်ဒါကိုလေဒီ6 sample ကိုစမ်းဝင်ပြူတယ် loading direction နဲ့တန်ရဲ့ reverse ရဲ့ direction နဲ့က
sorry parallel မဟုတ်ဘူးပေါ့နော် rectangle ဖြစ်နေ river အလျားလိုက်ရှိနေတယ်ဟို loading ကအပေါ်ကနေဖိမယ်ဆိုရင်ဒါမျိုးဆိုရင်ကျွန်တော်တို့ကသူတို့ကိုစမ်းဝင်ပြူတယ်ဒါပေမဲ့လည်းအဲ့လိုထက်စမ်းတယ်ဆိုရင်တကယ်ရှိတဲ့ strength တဲ့သူကနည်းပြီးတော့ရတယ်ဆိုပြီးတော့ experience ကကျွန်တော်ထင်တာကျွန်တော်ကတန်ပါတယ်ဆိုရင်ပို့ပြီးတော့ strength ကောင်းမယ်လို့ထင်တာဒါပေမဲ့သူ experience ဒီ research လုပ်ထားတဲ့လူတွေရဲ့အပြောအရတော့အဲ့လိုတန်ပါရင်နည်းနည်းပို့ပြီးတော့ strength နည်းသွားတယ်ပေါ့နော်တကယ်ရှိတဲ့ strength ထက်ပို့ပြီးနည်းသွားတယ်လို့ပြောပါတယ်အဲ့တန်ကြောင့်ကloading direction နဲ့ parallel ဖြစ်နေတော့ဒီ6 sample မျိုးကိုမသုံးရဘူးပေါ့နော်မဖြတ်ရဘူးဆိုပြီးတော့ဒါမျိုးလဲပြောထားတာလေးကျွန်တော်ဖတ်ဖူးပါတယ်ဗျဟုတ်6နဲ့ပတ်သက်ရင်တော့ဆရာအဲ့တော့ကျွန်တော်ထင်တာတော့လေဆရာ तू ကပေါ့ဒေါင်းမန်ကြာဖြစ်တဲ့ခါကြတော့လေဟို ball fade ဖြစ်တာဖြစ်ပါလိမ့်မယ် ball fade သူကကြတော့တောက်လျှောက်ကြီးအများကြီးလည်းမဟုတ်ဘူး तू စမ်းနေတာတေးလေးပဲဆိုတော့လေအပေါ်ကလှုပ်ဆမ်းပြီဆိုတဲ့ခါကြတော့ ဘောင်းကြောင့်မို့ပို့ပြီးတော့နဲသွားတာဖြစ်ကောင်းဖြစ်မဲ့ထင်တယ်ပါတယ်ဒါပေါ့ဟိုဆိုရင် loading data ရှင်းတဲ့အပြိုင်ဆိုရင်တော့တန်းအများကြီး compression ခံနိုင်တာဆိုတော့ကွဲသိတဲ့အချိန်မှာမကွဲဘူးဖြစ်မှာပေါ့နော်ဟုတ်ကဲ့ဗျဟုတ်ကျေးဇူးပါဆရာဟာ